ပေါ်ယံကြည့်ရင်တော့သူဟာအတိတ်ကိုတည်တည်ချာချာဖုံးကွယ်ထားတဲ့သူရဲဘောကြောင့်ပြီးအသုံးမကျတဲ့ဖခင်တယောက်ပါပဲဒါပေမဲ့သမီးဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါမှာတော့သူ့ခန္ဓာကိုယ်ထဲကသွေးအေးလူသက်ဆက်ရန်တရားကြီးကိုအပိတိုင်နိုးထလာစေခဲ့ပါတယ်အဲ့ဒီလူရဲ့နာမည်ကတော့ဌာနမှုကင်လို့ခေါ်ပြီးဗန်ရဲ့ဇင်းစစ်ဌာနမှာတတိမထားမိလောက်အောင်အောက်ခြေအကျဆုံးစာရေးဝန်ထမ်းလေးတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့နေ့ရက်တွေကတော့စက်ခလုတ်နှိပ်ထားတဲ့နာယီတစ်လုံးလိုအချိန်ကိုက်လဲပတ်နေတာဖြစ်ပါတယ်မနက်တိုင်းနှိုးဆက်တံမိတာနဲ့သူဟာမျက်မှန်ကိုချက်ချင်းကောက်ဆွတ်လိုက်ပြီးအတိတ်တွေကိုဖုံးကွယ်ဖို့မျက်နှာဖုံးတစ်ခုတက်ဆင်လိုက်တယ်လို့ပါပဲထမင်းဟင်းချက်တာကိုအသေးစိတ်စစ်စစ်ဆက်ဆက်လုပ်ပြီးရှက်အင်ကြီးကိုလည်းအတွန့်ခောက်တစ်ချက်မရှိအောင်မီးပူတိုက်တတ်တယ်လို့သမီးဖြစ်သူအတွက်ပြင်ဆင်ပေးတဲ့မနက်စာကိုတောင်အာဟာရမျှတအောင်ဂရုစိုက်ပေးတတ်ပါတယ်တခြားလူတွေရဲ့မျက်စိထဲမှာတော့သူ့ဘဝဟာတက်ရက်နေတဲ့အင်ကြီးတစ်ထည်လိုပဲအဆုံးထိအလွယ်တကူမြင်သာပြီးဘာလိုင်းတဘိုးမှမရှိတဲ့ဘဝမျိုးဖြစ်ပေမဲ့ဒီလိုတာမန်ဘဝလေးရဖို့အတွက်သူဟာအစွမ်းကုန်စူးစမ်းခဲ့ရတာဖြစ်ပါတယ်တလုတ်ကအပြန်လန်းမှာလူမိုက်တွေက secret တွေနဲ့ပြစ်ပေါက်ပြီးရန်စတာကိုခံရပေမဲ့သူဟာခေါင်းငုံပြီးမြန်ပဲရှောင်ထွက်သွားခဲ့ပါတယ်တစ်ဖက်လူရဲ့ကားနောက်ကြီးမှန်နဲ့တိုက်မိပြီးမြေပြင်ပေါ်လဲကျသွားတဲ့အခါမှာလဲသူဟာချက်ချင်းပဲတရဇက်တောင်းပန်ခဲ့ပြီးမျက်နှာကိုလက်သီးနဲ့တစ်ချက်အထိုးခံရတာတောင်မှလွင့်ထွက်သွားတဲ့မျက်မှန်ကိုပဲတိတ်တဆိတ်ကောက်တက်ခဲ့ပါတယ်လန်သွားလန်းလာတွေနဲ့စောင့်ကြည့်ကင်မရာတွေထဲမှာတော့သူဟာအောက်ကျိုးတဲ့ကြောပြင်တစ်ခုကိုပဲခြံထားခဲ့ပါတယ်ဒလာကြရောက်အလုပ်ခွင်မှာဆိုရင်လဲသူဟာအနိုင်ကျင့်ရအလွယ်ဆုံးလူအဖြစ်နာမည်ကြီးပြီးလက်ထောက်ပံမန်နေဂျာကပြောင်းကြစရင်းလိန်ထားတဲ့ပေါက်ချကိုသူကတက်တိမွေးပြီးမေးခွန်းထုတ်ခဲ့ပေမဲ့တစ်ဖက်လူကမိသားစုအကြောင်းတွေပြောပြီးအလွယ်တကူပဲပြီးစလွယ်လှုပ်လိုက်တဲ့အတွက်သူဟာဆက်မမေးရတော့ပဲသူ့ခုံစီကိုပဲတိတ်တဆိတ်ပြန်လာခဲ့ရပါတယ်အတူတူအလုပ်လုပ်တဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်သူဆန်အားကသူဟာကိုပိုင်ကာကွယ်ရေးပစ္စည်းတွေကိုရှာဖွေကြည့်ရှုနေတာတွေ့တဲ့အခါခေါင်းဆောင်ကိုကလဲ့စားချေတော်မလို့ထင်နေပါတယ်ဌာနမှုကင်ကတော့အရှက်ရနဲ့ပဲအထက်တန်းဒုတိယနှစ်တက်နေတဲ့သမီးလေးအတွက်မွေးနေ့လက်ဆောင်ဝယ်ပေးခြင်းလို့ပါလို့ရှင်းပြခဲ့ပါတယ်သူတို့နေတဲ့ရက်ကွက်ကလည်းမကြသေးခင်ကမှမလုံခြုံသလိုဖြစ်နေတာပါဆန်အားကတော့မိန်းကလေးတယောက်ကိုကိုပိုင်ကာကွယ်ရေးပစ္စည်းတွေပေးတာကထူးဆန်းတယ်လို့ထင်ပေမဲ့ဌာနမှုကင်ကတော့တက်ပြင်းချရင်ရေယုံသာရင်နိုင်ခဲ့ပြီးဘာလို့လဲဆိုတော့သူနဲ့သမီးကြားထဲမှာဆယ်ကျော်သက်အရွယ်ဆိုတဲ့တတိုင်းကြီးချားနေလို့ပါပဲသမီးဖြစ်သူမင်းကြီးကသူပြင်ပေးတဲ့မနက်စာကိုလည်းမကြိုက်သူ့အင်ကြီးတွေမှာလူအိုနဲ့နန်းနေတယ်ဆိုပြီးဖယ်ကျင်ထားတတ်တယ်လို့အမတ်စင်းကိုတောင်သူ့ကိုပေးမကြည့်ချင်ပါဘူးဌာနမှုကင်ကသမီးနဲ့စကားပြောချင်ပေမဲ့အမြဲတမ်းပဲညင်းပယ်ခံနေရပါတယ်ဒီအိမ်ထဲမှာသူတို့သားအဖနှစ်ယောက်ပဲရှိပြီးသမီးရဲ့အရေးပေါ်ဆက်သွယ်ရန်ဖောင်မအမေနဲ့မောင်နှမသားချင်းကွက်လက်တွေဟာအမြဲတမ်းအလွတ်ဖြစ်နေတာပါဌာနမှုကင်ကတော့မိမိကိုမိမိနောက်ဆုတ်ပေးပြီးလိုက်ရောပေးနေသည်၍တော့ခဲခဲရင်ရင်ရထားတဲ့ဒီအေဂျင့်မှုကိုထိမ့်သိမ့်နိုင်မယ်လို့ထင်နေခဲ့ပါတယ်ဒါပေမဲ့သူမှားသွားခဲ့ပါတယ်လောကကြီးရဲ့မကောင်းမှုတွေဟာကိုကနောက်ဆုတ်ပေးုံနဲ့ပျောက်ကွယ်မသွားပဲအားအနည်းဆုံးနေရာကိုပဲလိုက်ရှာတတ်ပြီးဒီတစ်ချိန်မှာတော့အဲ့ဒီအားနည်းချက်ဟာသူ့သမီးဖြစ်နေခဲ့ပါတယ်ကြောင်မှာဆိုရင်လဲမင်းကြီးဟာစိတ်ချင်းကျက်စွာရှင်သန်နေရပြီးမိဘတကွဲတဲ့ဖြစ်တဲ့အတွက်အမြဲတမ်းအတန်းဖော်တွေရဲ့အနိုင်ကျင့်မှုကိုခံနေရပါတယ်ဒီနေ့မှလည်းသူတို့ကမင်းကြီးရဲ့ခဲတံအိတ်ကိုတမင်တက်တက်တိုက်ချလိုက်ကြပြန်ပါတယ်ဒေါ်မင်းကြီးကမကျေနပ်တဲ့မျက်လုံးတွေနဲ့ကြည့်တဲ့အခါပြန်ရတာကတောင်းပန်စကားမဟုတ်ပဲပိုပြီးပြင်းထန်တဲ့လှောင်ပြောင်တယောမှုတွေပဲဖြစ်ပါတယ်နင်းလားအဲ့ဒီကလေးယူသွားပြီလားကဲပါထားလိုက်ပါတော့ဒီတိုင်းပဲနေပါစေဘာပဲဖြစ်ဖြစ်သူ့ကိုယ်ပေါ်မှာလဲလူအိုနဲ့နန်းနေတာပဲပြဿနာမရှာခြင်းနဲ့မင်းကြီးကတော့ဒီဒေါသကိုမျိုးသိမ့်လိုက်ပါတယ်မမျောလင့်ပဲအိမ်သားကိုသွားတဲ့အခါမှာတော့အဲ့ဒီလူအချို့နဲ့ထပ်ပြီးဆုံတွေ့ခဲ့ပြန်ပါတယ်ဟေးအဲ့ဒီလူအိုနန်းကတော့တကယ်ပဲနင့်စီကထွက်နေတဲ့ secret နန်းကပို့ပြီးနန်းတာမဟုတ်ဘူးလားနင်ခုနကဘာပြောလိုက်တာလဲငါနင့်ကိုမေးနေတာလေဟေးခေါင်းကိုမြင်မငုံဘူးလားငါနင့်ကိုမျက်စိမိတ်ထားဖို့ပြောနေတယ်ဟေးတော်စမ်းဟေးနင်တို့ဘာလို့တနာစရာကောင်းတဲ့ကလေးကိုအနိုင်ကျင့်နေကြတာလဲငါကဘယ်နာကတနာစရာကောင်းလို့လဲဘာပဲဖြစ်ဖြစ်ကြည့်ရတာတော့တော်တော်တနာစရာကောင်းနေတာပဲတစ်ဖက်မှာတော့ဌာနမှုကင်ဟာဆန်အားနဲ့အတူသမီးဖြစ်သူအတွက်မွေးနေ့လက်ဆောင်ရွေးဖို့ကုန်တိုက်ကိုရောက်ရှိလာပါတယ်ဆန်အားကသူ့ကိုနာမည်ကြီးမုတ်ဆိုင်မှာတန်းစီခိုင်းပြီးသူမကိုယ်တိုင်ကတော့ဌာနမှုကင်ရဲ့ credit card ကိုယူပြီးအင်ဂျီသွားရွေးကမှာယူထားတဲ့ screenshot ကိုသူ့စီပို့ပေးမယ်လို့ပြောခဲ့ပါတယ်ဂျေဇူးပဲဖုန်းခဏငါအိုးသူတန်းစီနေတော့မှပဲ credit card ငွေသုံးဆွဲမှု message ကိုရုတ်တရက်ရရှိခဲ့ပြီး၎င်းအပေါ်ကကိန်းကနန်းကိုကြည့်ပြီးဌာနမှုကင်ဟာစွန့်အပ်သွားခဲ့ပါတယ်9 10ရာထောင်တောင်းသိန်း9သိန်းတောင်လားဌာနမှုကင်က9သိန်းတန်တီရှပ်ကိုပြန်အမ်းခြင်းပေမဲ့ဆန်အားကနောက်ကနေအတင်းတားဆီးပြီးဒါဟာဆယ်ကျော်သက်ပုံကံမှုကိုကင်တွယ်ဖို့ရှုပ်ဝက်လက်နဲ့ဖြစ်တယ်လို့ပြောပြပါတယ်ဥပမာအဆိုးဆုံးအခြေအနေနဲ့ကြုံရတဲ့အခါမျိုးပေါ့အဆိုးဆုံးအီစိတ်ကသမီးအတွက်ဘာလုပ်ပေးဘူးလဲလို့ပြောတာမျိုးကြားလိုက်ရရင်အဖေနဲ့သမီးဆက်ဆံရေးဟာလုံးဝပြီးသွားပြီအဲ့ဒီလိုအဆိုးဆုံးအခြေအနေကိုကာကွယ်ဖို့အတွက်ရက်ရက်ရော်ရော်ပေးလိုက်ရမယ်ဒါမှအဖေတယောက်အနေနဲ့တိတ်ခါပြန်ဆယ်နိုင်မှာပြီးတော့ဒီ9သိန်းတန်တီရှပ်ကတကယ်ကိုလိုက်ဖက်တယ်ဒါကလက်တလောចောင်းသားတွေကြားထဲမှာအရန်ခစ်စားနေတာရှေးရိုးဆွဲအဖေတယောက်မှာဒီလိုအမြင်ရှိလိမ့်မယ်လို့မထင်ထားဘူးသမီးလေးကတော့ဝမ်းသာလုံးလို့မျက်ရည်တောင်ကျလာနိုင်ပါတယ်ဌာနမှုကင်ဟာဆန်အားရဲ့စီယုံမှုကိုလက်ခံပြီးတီရှပ်ကိုယူခဲ့ပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့သမီးဖြစ်သူရဲ့ညင်းပယ်တဲ့အကြည့်ကိုပဲမြင်တွေ့ခဲ့ရပါတယ်နောက်ဆိုအဖေအင်ဂျီတွေကိုသမီးအင်ဂျီတွေနဲ့ရောပြီးမလျှော်နဲ့အန်ကယ်နန့်ကြီးနန်းနေလို့ကောင်းပြီဒါဆိုနောက်ဆိုသမီးအင်ဂျီတွေကိုသမီးဘာသာလျှော်တော့မင်းကြီးဟာအဖေဖြစ်သူအပေါ်အေးဆက်ဆက်ဆံနေပုံပေါက်ပေမဲ့တကယ်တော့စိတ်ရင်းနှွေးထွေးတဲ့သမီးလေးဖြစ်ပြီးအဖေအိပ်ပျော်သွားတဲ့အခါပကံခွက်ရောက်အားလုံးကိုဆေးကြောပေးတတ်ပါတယ်ဒါပေမဲ့ဒီလိုချစ်စရာကောင်းတဲ့မိန်းကလေးဟာအတန်းဖော်ရဲ့အနိုင်ကျင့်မှုကိုအကြိမ်ကြိမ်ခံခဲ့ရပါတယ်သူမရဲ့အားကစားဝတ်စုံကိုအဖိုးကြီးနဲ့နန်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမိုက်ပုံးနဲ့အပြစ်ခံခဲ့ရပါတယ်
သူမလမ်းပိတ်နေတဲ့အချိန်မှာပဲအတန်းဖော်ကင်နမ်ဟွန်ကသူ့ရဲ့အားကစားဝတ်စုံကိုစေတနာနဲ့အငှားပေးခဲ့ပေမဲ့ဒီစေတနာဟာမင်းကြီးအတွက်ပိုကြီးမားတဲ့ဒုက္ခကိုဆောင်ကျဉ်ပေးခဲ့ပါတယ်ဌာနမူးကင်လိုပဲအတိတ်ကိုဖုံးကွယ်ထားတဲ့လူနှစ်ယောက်ရှိပါသေးတယ်တိုက်ကွန်ဒိုနီးပြဆောင်းဟန်စုနဲ့ကင်းဆောင်သမားပတ်ကြောင်ချိုတို့ဖြစ်ပြီးနေ့စဉ်ဘဝမှာတာမန်အရွယ်လက်အမျိုးသားတွေဖြစ်ပေမဲ့ရန်ဖန်ရန်ခါပြသတတ်တဲ့စွမ်းရည်တွေကတော့သူတို့ရဲ့ထူးခြားမှုကိုထုတ်ပြနေသလိုပါပဲကြောင်ချိုရဲ့အဲ့ဒီလိုပိုရှန်နေတဲ့အတွေ့အကြုံတွေနဲ့လက်တွေ့ဘဝမှာထားစရာမရှိတဲ့တရားမျှတမှုစိတ်ဓာတ်တွေဟာဂိမ်းထဲမှာပဲထုတ်ပြခွင့်ရှိခဲ့ပါတယ်နီးပြဆောင်ကအပြင်ကနေတကားကိုအကြာကြီးခောက်နေပေမဲ့ဂိမ်းထဲကတိုက်ပွဲအတွင်းနစ်မြုပ်နေတဲ့ကြောင်ချိုကတော့လုံးဝမကြားနိုင်ပါဘူးမတက်နိုင်တဲ့အဆုံးသူဟာလက်နက်ဆန်းတစ်ခုကိုတုံးလိုက်ရပါတယ်ကနာဆောင်တကားခောက်တံမကြားဘူးလားကြောင်ချိုရဲ့ဒေါသထွက်မှုကိုရင်ဆိုင်တဲ့အခါသူဟာတစ်နှစ်ပြည့်ဂတိအချိန်ရောက်ပြီဆိုတဲ့စကားတခွန်းနဲ့တစ်ဖက်လူရဲ့အရှိန်ကိုချက်ချင်းလျှော့ချလိုက်ပါတယ်ဒါဟာသူရဲကောင်းရဲဘော်ဟောင်း၃ဦးနှစ်စဉ်စုံတွေ့ကြတဲ့နေ့ရက်ဖြစ်ပါတယ်တစ်ချိန်ကအသက်ကိုပဓာနမထားပဲအတူတူတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်ရဲဘက်တွေဟာအခုတော့စိုးရိမ်ပူပန်ရတဲ့ဖခင်ကြီးတွေဖြစ်နေကြပြီးသားသမီးထိန်းကျောင်းတဲ့အတွေ့အကြုံတွေကိုမျှဝေနေတော့မှဘေးဝိုင်းကလူမိုက်တွေရဲ့စူပူတောင်းကျမ်းမှုကြောင့်ပြတ်တောက်သွားခဲ့ရပါတယ်လူမိုက်တွေရဲ့မောက်မာတဲ့အမူအရာကိုကြည့်ပြီးဂျောင်ချိုရဲ့မျက်လုံးတွေထဲမှာလူသက်ချင်တဲ့အရေးအယောင်တွေချက်ချင်းပေါ်လာခဲ့ပါတယ်။ဘာကြည့်တာလဲ။ဘာကြည့်နေတာလဲ။ဟာရေစရာပဲမဟုတ်ပါဘူး။ကျွန်တော်တို့နဲ့ဘာမှမဆိုင်ပါဘူး။ကျွန်တော်တို့ကအသက်40ကျော်တာမန်လူလက်ပိုင်းတွေပါ။လူငယ်တွေလည်းမဟုတ်တော့ပါဘူး။မျက်မှန်တက်ထားတဲ့ဦးလေးကြီးတွေပါ။ဟုတ်တယ်မလား။ခုနကကျေးဇူးပဲ။သွားကြစို့။တငယ်ချင်းနှစ်ယောက်ရဲ့တွတ်တားမြစ်မှုကြောင့်ဂျောင်ချိုဟာပြဿနာကိုငြိမ်းအေးစွာဖြေရှင်းပြီးထွက်သွားဖို့ပြင်ပေမဲ့မထင်မှတ်ပဲလူမိုက်တွေကရန်စတဲ့အနေနဲ့ဂျောင်ချိုရဲ့ကြောပေါ်ကိုအရက်နဲ့ပတ်လိုက်ပြီးသူ့ရင်ဘက်ကသမီးဖြစ်သူရဲ့ပုံတူတစ်စိတ်ကိုလှောင်ပြောင်ခဲ့ကြပါတယ်။ဒီအချိန်ဟာဖခင်ကြီးရဲ့စိတ်ရှည်နိုင်စွမ်းအကန့်အသတ်ကိုလုံးဝကျော်လွန်သွားစေခဲ့ပါတယ်Rock and roll ဌာနမှုကင်ဒါကိုတော့ဝင်ပါမှဖြစ်မယ်မဟုတ်လားသူဘယ်ရောက်သွားတာလဲအရင်ဆုံးထွက်သွားတာကိုတွေ့လိုက်ရလို့နီးပြဆောင်ဟာဒီတိုင်းရက်ကြည့်နေရပါတယ်တကယ်တော့ရန်ပွဲကပိုပြီးမကြီးထွားနိုင်ပေမဲ့လူမိုက်တယောက်ကမိသက်ဆေးဘူးကိုကောက်ကင်လိုက်တဲ့အထိဖြစ်သွားခဲ့ပါတယ်မဟုတ်ဘူးမင်းအဲ့ဒါကိုကင်ရင်မင်းသေးလိမ့်မယ်တောင်တက်နေ့မှာတော့ဌာနမှုကင်ဟာတမီးဖြစ်သူရဲ့ဘဝကိုပုံမှန်အတိုင်းပြုစုစောင့်ရှောက်ပေးနေတော့မှာပဲတမီးဖြစ်သူတဲလာတဲ့အမျိုးသားအားကစားဝတ်စုံကိုမြင်ပြီးတမီးလေးရည်စားရနေပြီလားဆိုပြီးစိတ်ထဲကစိုးရိမ်မိပါတယ်ဒါပေမဲ့ तू မသိတာကတော့ဒီအချိန်မှာကြောင်းထဲမှာမုန်တိုင်းတစ်ခုစတင်နေပြီဖြစ်ပါတယ်မင်းကြီးကကင်နဟွန်းကိုအားကစားဝတ်စုံပြန်ပေးပြီးကျေးဇူးတင်စကားပြောချင်ုံတတ်ဖြစ်ပေမဲ့ဟေရီကမြင်သွားခဲ့ပါတယ်ကင်နဟွန်းအပေါ်သဘောကျနေတဲ့ဟေရီဟာတဝန်တိုပြီးမင်းကြီးကိုပစ္စည်းတူလောင်ခန်းနဲ့အတင်းဆွဲခေါ်သွားကပါးရိုက်ပစ်လိုက်ပါတယ်မင်းကြီးကအောင်ဤသိခံဖို့ပြင်ပေမဲ့တစ်ဖက်လူကသူမရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ကိုစော်ကားပြောဆိုလာတဲ့အတွက်စုပြုံနေတဲ့ဒေါသတွေပောက်ကွဲထွက်သွားပြီးမင်းကြီးဟာပထမဆုံးအကြိမ်ဖြစ်ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်မကြခင်မှာပဲဌာနမှုကင်ဟာကျောင်းကဖုံးလက်ခံရရှိခဲ့ပြီးမင်းကြီးကအတန်းဖော်ကိုထိလက်ရောက်ရိုက်နှက်ခဲ့တယ်လို့ပြောပြီးတစ်ဖက်ကလေးရဲ့အဖေကတော့အာနာဆက်ကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်အခုအချိန်မှာဥက္ကဋ္ဌဂျူဟာရေပူစမ်းမှာစိန်ရင်လွတ်တော်အမတ်တဦးနဲ့ငွေနဲ့အာဏာဖလှယ်တဲ့လုပ်ငန်းတွေလုပ်နေပြီးသူဟာကိုယ်ခန္ဓာကိုယ်ပေါ်ကတက်တူးကိုကိုယ်တိုင်မီးရှို့ဖျက်ဆီးပစ်တဲ့အထိရက်ဆက်တဲ့လူဖြစ်ပေမဲ့တမီးဖြစ်သူဟေရီကိုတော့အလွန်အမင်းအလိုလိုက်ချစ်ခင်သူဖြစ်ပါတယ်မူလာကသူဟာလူမိုက်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံဖို့ရှိပေမဲ့တမီးဖြစ်သူအရိုက်ခံရတယ်ဆိုတာကြားပြီးခရီးစဉ်ကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်ဥက္ကဋ္ဌဂျူဟာကျောင်းအုပ်ကြီးရုံးခန်းစီရောက်လာပေမဲ့ဌာနမှုကင်ကတော့နောက်ကျမှရောက်လာခဲ့ပြီးဥက္ကဋ္ဌကတော်ရဲ့အပြင်းထန်ဆွဆွဲပစ်တင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဌာနမှုကင်ကခေါင်းငုံပြီးတောင်းပန်နေပေမဲ့မင်းကြီးကတစ်ဖက်လူကအရင်ရန်ဆတာဖြစ်ကြောင်းရှင်းပြခြင်းပေမဲ့ဌာနမှုကင်ကစူးစူးဝါးဝါဟန်တားခဲ့ပါတယ်အကျွဲမဲ့အာနာဇက်ရှိမှာအမှန်တရားဟာဘာတန်ဖိုးမှမရှိဘူးဆိုတာသူသိနေတဲ့အတွက်တခုလေးသောဖြည့်ရှင်းနည်းကတော့လုံးဝအောက်ကျအရှုံးပေးဖို့ပဲဖြစ်ပါတယ်လူတိုင်းရဲ့ရှေ့မှာပဲဌာနမှုကင်ဟာဒူးနှစ်ဖက်ကို꿰ပြီးချမ်းပြင်ပေါ်ဒူးထောက်ချလိုက်ပါတယ်အဖေမှာတိတ်ခါတော့မရှိတော့ဘူးလားတောင်းပန်ပါတယ်သမီးလေးကိုတကိုယ်တော်ပြုစုပြောထောင်လာရတာမို့အားနည်းချက်တွေအများကြီးရှိခဲ့ပါတယ်ဖခင်တယောက်ချင်းစီရဲ့စိတ်ချင်းကိုချင်းစာပေးဖို့မျှော်လင့်ပါတယ်ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါဖခင်တယောက်အနေနဲ့တာဝန်ယူပြီးကောင်းကောင်းမွန်မွန်တွင်တင်ဆုံးမပါမယ်ဖခင်ချင်းကိုချင်းစာစိတ်လားဟုတ်ပါတယ်သားသမီးမွေးမြူရတာမလွယ်ကူသလိုတယောက်တည်းမို့ပုတ်ခတ်ခဲမှာပေါ့အမေလည်းမရှိတော့ကလေးလည်းတော်တော်ပင်ပန်းခဲ့မှာပါကလေးတွေကြီးပြင်းလာတဲ့အရွယ်မှာရန်ဖြစ်တာကတော့မလွဲတာပါဘူးတောင်းပန်ပြီးပြီဆိုတော့ဒီကိစ္စကိုဒီမှာပဲအဆုံးသတ်လိုက်ကြရအောင်ဥက္ကဋ္ဌကြီးတော်ပြီကျေးဇူးပဲဌာနမှုကင်ရဲ့ဒီလိုဒူးထောက်မှုဟာမင်းကြီးရဲ့ဂုဏ်သိက္ခာနဲ့စိတ်ကူးယဉ်မှုအားလုံးကိုရိုက်ချိုးလိုက်တယ်လို့ပါပဲအဖေရဲ့နှိမ့်ချလာတဲ့ကြောပြင်းကိုကြည့်ပြီးမင်းကြီးရဲ့မျက်ရည်တွေချက်ချင်းစီးကျလာခဲ့ပါတယ်ဥက္ကဋ္ဌဂျူကတောင်းပန်မှုကိုလက်ခံလိုက်တဲ့အတွက်ဒီကိစ္စကပြီးသွားသလိုရှိပေမဲ့ဌာနမှုကင်မကြားလိုက်တာကတော့ဥက္ကဋ္ဌဂျူကကျောင်းအုပ်ကြီးကိုတာမန်ကာရှန်ကသတိပေးလိုက်ပြီးနောက်တစ်ချိန်ထပ်ဖြစ်ရင်ဒီကျောင်းရောလူတွေအားလုံးမှာကဘာမြေပေါ်ကပျောက်ကွယ်သွားမယ်လို့ပြောလိုက်တာဖြစ်ပါတယ်
ဒီအချိန်မှာကွင်းပြင်ထဲမှာတော့ဌာနမှုခင်ဟာငိုပြီးပြေးထွက်သွားတဲ့သမီးဖြစ်သူနောက်ကိုလိုက်သွားပြီးမင်းကြီးကတော့စိတ်ပြက်လက်ပြက်နဲ့အဖေဖြစ်သူကိုဘာလို့ဒီလိုလုပ်ရတာလဲလို့ငိုယိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်ထို့ဘာလို့အဖေကဒီလောက်ထိအသုံးမကျပဲဒူးထောက်ခဲ့ရတာလဲဟယ်ရီအဖေကအဲ့ဒီလောက်ထိတကိုးထွားတယ်လို့မို့လို့လားသမီးရှက်လွန်းလို့စိတ်လဲဆိုးတယ်ဝမ်းလဲနေပြီးတနာစရာလဲကောင်းလာတယ်အဖေကအခုထိဘာလုပ်နေခဲ့တာလဲဟယ်ရီအဖေကအဲ့ဒီလောက်ထိချမ်းသာပြီးအာနာလဲရှိယာဒူးလဲရှိတာဘာလို့အဖေကတာမန်ဝန်ထမ်းလေးပဲဖြစ်နေရတာလဲအဲ့ဒီလိုဖြစ်နေမယ်ဆိုရင်သမီးကိုမမွေးခဲ့ပါနဲ့လားမင်းကြီးရဲ့အဖေကသမီးအတွက်ဘလောက်အထိအရေးကြီးလဲသမီးမှအမေမရှိဘူးအခုအဖေတယောက်ပဲရှိတာအဖေတော်မှသမီးဘက်ကမရက်တီပေးရင်သမီးဘာမှမမားပါပဲနဲ့ဘာလို့လဲအ ਨੇ ဆုံးတော့အဖေကသမီးကိုယုံကြည်ပေးတင်တာပေါ့သမီးဖြစ်သူပြောလိုက်တဲ့စကားလုံးတိုင်းဟာထက်မြက်တဲ့ဓာတ်စင်းလိုဌာနမှုကင်ရဲ့နှလုံးသားကိုထိုးဆွနေပါတယ်သူရှင်းပြခြင်းပဲမဲ့ဘာမှပြောမထွက်ခဲ့ပါဘူးမင်းကြီးကဒီညတငယ်ချင်းအိမ်မှာသွားအိမ်မယ်လို့ပြောပြီးဖုံးမဆက်ဖို့နဲ့ဖုံးဆက်ရင်အိမ်ပေါ်ကဆင်းသွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်ဌာနမှုကင်ကမနှက်ဖြန်ဟာသမီးရဲ့မွေးနေ့ဖြစ်ကြောင်းပြောပေမဲ့မင်းကြီးကတော့မွေးနေ့ပွဲကိုမုန်းတယ်လို့ပြောခဲ့ပြီးဘာလို့လဲဆိုတော့အမေဟာအဲ့ဒီနေ့မှာကွယ်လွန်ခဲ့လို့ဖြစ်ကပြောပြီးတာနဲ့သူမဟာလှည့်မကြည့်ပဲထွက်သွားခဲ့ပါတယ်ဌာနမှုကင်ဟာဇနီးဖြစ်သူရဲ့အယိုးပြအိုးရှိရာစီတယောက်တည်းသွားခဲ့ပြီးအယောင်လွင့်နေတဲ့ဓာတ်ပုံကိုကြည့်ကအကြာကြီးထိုင်နေခဲ့ပြီးတောင်းပန်ပါတယ်လို့တိုးတိုးလေးပြောခဲ့ပါတယ်ဇနီးဖြစ်သူကိုအားလုံးကိုစွန့်လွတ်ပြီးတာမန်လူတယောက်အဖြစ်နေထိုင်ကသမီးလေးကိုကောင်းကောင်းမွန်မွန်ပြုစုပြောထောင်ပါမယ်လို့ကတိပေးခဲ့ပူပါတယ်ဒါပေမဲ့အခုကြည့်ရတာတော့သူအရာရာကိုဖျက်ဆီးမိလိုက်တယ်လို့ပါပဲနောက်တနေ့မှာတော့မင်းကြီးရဲ့မွေးနေ့ဖြစ်ပြီးဌာနမှုကင်ဟာကိတ်မုတ်ဝယ်ကစားစရာအပြည့်ပြင်ဆင်ပြီးအိမ်မှာသမီးပြန်လာမှာကိုစောင့်နေခဲ့ပါတယ်။နိုင်လက်တန်ဟာည7:00နာရီကနေ12:00နာရီစီရောက်သွားပေမဲ့သမီးကပြန်မလာသေးပဲဖုန်းခေါ်ရင်လည်းဘယ်တော့မှမကင်ပါဘူး။သမီးရဲ့ချင်းချောက်မှုကိုသတိရပြီးသူဟာဆက်မခေါ်ရဲတော့ပဲစိုးရိမ်စိတ်ကိုသာအတင်းအောင်ကြီးထိန်းချုပ်ထားရပါတယ်။မနက်ခင်းရဲ့နေကြီးဦးဟာသတင်းပေါက်ကနေဖြာကျလာတဲ့အထိစောင့်ဆိုင်ပြီးမှမင်းကြီးရဲ့တငယ်ချင်းစီဖုန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်လူကပြောတာကတော့မင်းကြီးဟာသူမအိမ်ကိုလုံးဝရောက်မလာခဲ့ဘူးလို့ဖြစ်ပါတယ်။ခြေပွားကနေဦးကောင်းအထိအေးဆက်တုံလောက်သွားပြီးဌာနမှုကင်ဟာယူသွမတက်ကျောင်းစီပြေးသွားခဲ့ပေမဲ့စာသင်ခန်းထဲမှာမင်းကြီးရဲ့အရေးအယောင်ကိုမတွေ့ရပါဘူး။သူဟာကင်နမွန်းဆိုတဲ့ကျောင်းသားလေးကိုလိုက်ရှာတွေ့ခဲ့ပြီးကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့ပြောပြတာကတော့မနေ့ကတယောက်ကသူ့ရဲ့လူမှုကွန်ရက်အကောင့်ကိုသုံးပြီးမင်းကြီးကိုကျောင်းနောက်ဖေးတကားစီချင်းတွေ့ဖို့ message ပို့ခဲ့ပြီးလာခေါ်တာကတော့လူမိုက်တစုဖြစ်ပါတယ်တဲ့။ဌာနမှုကင်ဟာကျောင်းနောက်ဖေးတကားစီချက်ချင်းပြေးသွားခဲ့ပြီးစုပ်ပြတ်နေတဲ့လမ်းကြားတစ်ခုထဲမှာမြေပြင်ပေါ်ကသွေးကွက်တွေကိုတွေ့လိုက်ရပါတယ်။သွေးကွက်တွေနောက်ကိုလိုက်သွားရင်စွန့်ပစ်ထားတဲ့ခြံဝင်းတစ်ခုစီရောက်ရှိသွားပါတယ်။ရွှွန်ုံတွေထဲမှာဆူးရှာထင်ရှားတဲ့သွေးကွက်ကြီးတစ်ခုရောပြွမ်းနေပြီးဘေးနားမှာတော့သပင်စီးကြိုးလေးတစ်ချောင်းငိမ်သက်စွာလဲလျောင်းနေက၎င်းဟာဟယ်ရီရဲ့ခေါင်းပေါ်မှာပတ်ထားတဲ့အရာဖြစ်ကြောင်းသူမှတ်မိလိုက်ပါတယ်။ဒီအချိန်မှာမိုးသက်မုန်တိုင်းကရုတ်တရက်ရွာသွန်းလာပြီးမိုးရေတွေကမြေပြင်ပေါ်ကသွေးတွေကိုဆေးကြောတယ်လို့သူ့ရဲ့မျက်လုံးတွေကိုလည်းဆေးကြောပေးနေပေမဲ့သူ့ရဲ့အကြည့်တွေကတော့အခုချိန်မှာထူးဆန်းစွာကြည်လင်ပြတ်သားလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဟယ်ရီဟာလူမိုက်တွေနဲ့အတူရောက်ရှိလာပြီးသူတို့ကတော့အခင်းဖြစ်ပွားရာနေရာကိုလာရောက်ရှင်းလင်းဖို့ဖြစ်ပါတယ်။ဌာနမှုကင်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူတို့ဟာမခန့်လေးစားပုံစံနဲ့ဟန်ဆောင်ဦးကြောင်ကြောင်လုပ်နေကြပေမဲ့ဌာနမှုကင်ကတော့အေးဆေးတည်ငြိမ်စွာနဲ့လက်ဖွားကိုဖြန့်ပြီးသပင်စည်းကြိုးကိုပြသလိုက်ပါတယ်။ဒါကဟယ်ရီရဲ့သပင်စည်းကြိုးဟုတ်တယ်မလားအဲ့ဒီမှာကြံခဲ့တာ။ဦးလေးမြန်မြန်ထွက်သွားတာကောင်းမယ်။အပြစ်ပေးမခံချင်ရင်လွှတ်ပေးထားတော့မှထွက်သွားလိုက်တော့အဲ့ဒီကြောင်းသူလေးဟေးမင်းသိချင်နေတာပဲနောက်ဆုံးတစ်ခေါက်ထပ်မင်းမယ်။အခုတခုခုမှားနေပြီလို့ခံစားရပြီလား။မင်းကဘသူမို့လို့လဲ။ဟမ်ဘာလို့ချင်လို့လဲ။မင်းလည်းတခုခုပြနိုင်လို့လား။ဒါမှမဟုတ်အင်ကြီးတွေချွတ်ပြမလို့လားငါပဲချွတ်ပေးရမလားဌာနမှုကင်ရဲ့တကူလုံးကဒဏ်ရာဒဏ်ချက်အမာရွတ်တွေကိုမြင်လိုက်ရတဲ့အခါအဲ့ဒီလူဟာထိတ်လန့်တကြားနဲ့နောက်ကိုခြေတလန်းဆုတ်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့မသိတာကတော့သူတို့ဟာဘလောက်တောင်မာကျောလာတဲ့တံမဏိပြားကြီးကိုတွားကန်မိလဲဆိုတာပါပဲမျက်စိရှိကအတုံးမကျလာတဲ့ဘန်ဝင်တန်းလေးရဲ့တကယ်အထောက်ထားကတော့ကုန်းနံပါတ်66ရှိတဲ့စုံပြူထောက်လန်းရေးအေဂျင့်ဟောင်းတဦးဖြစ်ပါတယ်သူဟာနှစ်ဖက်ထောက်လန်းရေးအဖြစ်9ကြိမ်တိုင်တိုင်ဆောင်ရွက်ခဲ့ပြီးစိတ်ဝင်ထိုးဖောက်မှုစစ်စင်ရေး18ကြိမ်ကိုဆောင်ရွက်ခဲ့ပြီးကအမြင့်ဆုံးခေါင်းဆောင်ကိုလောက်ကျန်တက်ဖြတ်ရေးစစ်စင်ရေးကိုတောင်ဦးဆောင်ခဲ့ဘူးသူဖြစ်ပါတယ်我让你ငါတို့မင်းကြီးဘယ်မှာလဲဖခင်တယောက်ကဟန်ဆောင်မှုအားလုံးကိုဖယ်ရှားပြီးကလဲစားချေမဲ့စစ်နက်ဖျားအဖြစ်ပြောင်းလဲသွားတဲ့အခါသူ့သမီးကိုနာကျင်အောင်လုပ်ခဲ့တဲ့သူအားလုံးဟာထိုက်တန်တဲ့တန်ဖိုးကိုပေးဆက်ရတော့မှာဖြစ်ပါတယ်သူ့သမီးလေးကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်မလားဆိုတာကျွန်တော်တို့အားလုံးအတူတူစောင့်ကြည့်ကြရအောင်နော်နောက်အပိုင်းမှာပြန်လည်ဆုံတွေ့ကြရအောင်နော်